လူတယောက်ကလက်တစားကက်ကြီးတွေနဲ့မွေးလာတာပေါ့အဲ့ဒါကြောင့်သူအစာစားဖို့တောင်တော်တော်လေးခက်ခဲနေရတယ်မျက်နှာကိုလည်းအကြိမ်ပေါင်းများစွာမတော်တဆဖြတ်မိတာမျိုးတွေရှိခဲ့တယ်သူ့အဖေကလည်းသူ့ကိုတကယ်လက်အစစ်တွေတက်ဆင်ပေးခြင်းခဲ့တာပေါ့ဒါပေမဲ့တရက်ကျတော့သူ့အဖေကပင်ပန်းနွမ်းနယ်မှုကြောင့်ရုတ်တရက်ကွယ်လွန်သွားခဲ့တယ်အဲ့ဒီအချိန်မှာပဲသူ့ဖန်တီးနေတဲ့လက်အတူတွေကလည်းပျက်စီးကုန်ခဲ့တယ်သူ့ရင်ထဲမှာတော့စံတက်တစ်ခုမှရှိခဲ့တယ်အဲ့ဒါကသူ့အဖေရဲ့မျက်နှာကိုထိတွေ့ဖို့ပဲဒါပေမဲ့တကယ်လက်တွေမရှိတော့သူဘယ်တော့မှအဲ့ဒါကိုမလုပ်နိုင်ခဲ့ဘူးအဲ့ဒီနောက်မှာတော့သူကကြီးမားတဲ့ရဲတိုက်ကြီးထဲမှာတယောက်တည်းစောက်ပြီးနေထိုင်ခဲ့တာပေါ့တနေ့ကျတော့အယောင်တမအမျိုးသမီးတစ်ယောက်ကရဲတိုက်ထဲကိုမတော်တဆရောက်လာခဲ့တယ်အမောင်ထဲကနေအဲ့ဒီလူကဖြည်းဖြည်းချင်းထွက်လာပြီးသူ့ရဲ့လက်မပီသေးတဲ့ကက်ကြီးလက်တွေကိုမြှောက်ပြလိုက်တယ်သူကအဲ့ဒီအမျိုးသမီးကသူ့ကိုကူညီပေးနိုင်မလားလို့မျှော်လင့်ခဲ့တာပေါ့အမျိုးသမီးကလည်းသူကမိဘမဲ့တယောက်မှန်းသိလိုက်တဲ့အခါသူ့ကိုကိုယ့်အိမ်ကိုခေါ်သွားဖို့ဆုံးဖြတ်လိုက်တယ်ကားထဲမှာထိုင်နေရင်းနဲ့သူကဖြစ်တင်ပေါက်အပြင်ဘက်ကိုအန်တော်ကြီးကြည့်နေခဲ့တယ်အဲ့ဒါကသူအပြင်လောကကြီးကိုပထမဆုံးမြင်ဖူးတာလည်းဖြစ်တယ်အိမ်အစ်စ်ကိုရောက်တဲ့အခါမှာတော့အရာရာတိုင်းကသူ့အတွက်တန့်ရှင်းနေပြီးတောက်ပလာပါနေတာပေါ့အဲ့ဒါကြောင့်သူ့ကိုတီးတန့်အခန်းတစ်ခန်းပေးထားခဲ့တယ်မှန်ထဲမှာသူ့ကိုသူကြည့်လိုက်တော့သူကဝိုင်းနေသွားလေမျက်နှာကိုထိဖို့စူးစမ်းပြန်တော့လေတခါထပ်ပြီးတရရသွားလေသူမမြင်ဘူးသေးတဲ့ရေမွေးရတစ်ခုကိုလည်းသူတွေ့လိုက်ရတယ်အဲ့ဒါကိုသူညင်သားစွာဖိကြည့်လိုက်တော့မတော်တဆအပေါက်ဖြစ်သွားတယ်မြန်မြန်ဆန်ဆန်ပဲအပေါက်ကိုဖုံးဖို့အတွက်အယုတ်တရုတ်ကိုအရာပေါ်တင်လိုက်တာပေါ့နောက်ပိုင်းကျတော့သူကဖောင်းပြီးဝစ်ဖို့စူးစမ်းတာပေါ့ဒါပေမဲ့ဂျက်စီကဖုံးပြောင်းနေတော့မှပဲသူကဖောင်းပြီးထဲမှာချောင်းပိတ်မိနေခဲ့တယ်အတန်ကြာတော့ဂျက်စီကသူ့စီကိုပြေးလာခဲ့တယ်သူမကညင်သားစာကူညီဖြည့်ရှင်းပြီးသူ့တရားကိုလည်းဆေးထည့်ပေးကအဝေးစားလဲရမှာပါကူညီပေးခဲ့တယ်ညစာစားချိန်ရောက်တော့သူကခရင်အောင်ကြိုင်လို့မရမှန်းသိလိုက်ရတယ်ထူးဆန်းတဲ့နီလန်းနဲ့စားကြည့်ပေးမယ်အစားအစာတွေကစက်တိုက်ပြုတ်ကျနေခဲ့တယ်ဂျက်စီရဲ့အားပေးမှုကြောင့်နောက်ဆုံးတော့သူကပေါင်မိုးပေါ်ကိုထောပတ်တုံနေခဲ့တယ်ညစာစားပြီးတဲ့အခါမှာတော့သူကပျော်ရွှင်စရာနေသည့်တစ်ခုကိုမျှော်လင့်နေခဲ့တယ်ဒါပေမဲ့နောက်တနေ့မနက်အပြင်းမသွားခင်မှာတော့ဂျက်စီကသူ့မျက်နှာကိုမိတ်ကပ်တွေကမော့ကမလင်းပေးလိုက်တယ်သူကလူပြတ်တယောက်လိုပုံစံမျိုးဖြစ်သွားခဲ့တယ်အဲ့ဒီမိတ်ကပ်တွေနဲ့အပြင်ထပ်သွားတဲ့အခါမှာတော့သူကအပင်တွေကိုပုံစံမျိုးမျိုးဖြတ်တောက်နေတဲ့ဖခင်တယောက်ကိုတွေ့လိုက်ရတယ်သူ့ကိုကြည့်ပြီးတဲ့အခါသူကိုယ်တိုင်ဆက်လုပ်ကြည့်ဖို့ဆုံးဖြတ်လိုက်တယ်မိနစ်အနည်းငယ်အတွင်းမှာပဲသူကလှပတဲ့ထိုင်နိုဆောပုံစံတစ်ခုကိုဖန်တီးနိုင်ခဲ့တယ်အဲ့ဒီဖခင်ကလည်းဒီလူကတော်တော်လေးပါရမီပါပဲလို့ယုံကြည်သွားခဲ့တယ်